အောင်တော့အောင်မြင်နေတယ်အရန်ချမ်းသာနေဒါပေမဲ့မပျော်ရွှင်ဘူးအဲ့ life ကလကားပဲသူတို့စိတ်ပညာဆိုရဲ့ psychology ရဲ့ definition တွေကိုရင်ပြောချင်တာပေါ့နော် psychology is a scientific story of behavior and mental processes လို့ပြောပါတယ်အဲ့တော့စိတ်ပညာဆိုတာလူတွေရဲ့အပြုအမူနဲ့စိတ်ဖြစ်စဉ်ကိုတွဲပြီးတော့သိပ္ပံနည်းကျလေ့လာတဲ့ဘာသာရပ်ပေါ့နော်အဲ့တော့လူတွေရဲ့အပြုအမူနေတိုင်းပြောဆိုပြီးစိတ်ဆိုတာဆိုတော့မမြင်ရဘူးအဲ့တော့မမြင်ရတဲ့စိတ်ကိုမြင်ရတဲ့လူတွေရဲ့ပြုအမူပြောဆိုအနေထိုင်နေနဲ့ဒါတွဲဖက်ပြီးတော့မှလေ့လာတာပေါ့နော်အဲ့တော့လူသားတွေရဲ့စိတ်ကိုလေ့လာတဲ့အတွက်ကြောင့်လို့လူသားတွေရဲ့ပြုမှုနေထိုင်နေလေ့လာတဲ့ကြောင့်လူသားနဲ့ကင်းကွာနေတဲ့နေရာဆိုတာဘယ်နေရာမှမရှိဘူးပေါ့နော်အဲ့ဒါဆိုတော့စိတ်ပညာဆိုရင်ဒါလူတိုင်းတည်နာလေတဲ့နဲ့ဘာသာရပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာကြီးပြင်ပေါ်နေရကြဘလို့ပြောလဲဆိုရင်ဒီလောကကြီးမှာတရားဝါတွေအားလုံးထဲမှာလူသားတွေအကြီးမြတ်ဆုံးဖြစ်ပါတယ်တဲ့အဲ့တော့လူသားရဲ့စိတ်ကိုလေ့လာတဲ့စိတ်ပညာပြီးလေအကြီးမြတ်ဆုံးဖြစ်ပါတယ်တဲ့အဲ့လိုမျိုးပြောထားတာပေါ့နော်အဲ့တော့ဆရာတို့ကလူတိုင်းပဲကိုယ့်ရဲ့စိတ်ကိုတည်ဖို့အခြားလူတွေရဲ့စိတ်ကိုတည်ဖို့လူဝန်ဆက်ဆံရေးကောင်းဖို့ကိုစိတ်ချမ်းသာအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာတည်ဖို့အတွက်ကိုစိတ်ပညာဆိုတဲ့ psychology ကိုလေ့လာဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းဘဝရဲ့တစ်လျှောက်လုံးမှာဆိုရင်ကိုယ့်ရဲ့ psychology ကို apply လုပ်ပြီးတော့မှနေထိုင်လာတဲ့ကြောင့်မို့လို့ဒါဘဝမှာအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရတယ်လို့ပြောချင်တာပေါ့စိတ်ပညာရှင်တွေရဲ့အဓိကကတော့လူသားတွေအားလုံးမှာအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရအောင်မြင်မှုတစ်ခုတည်းမဟုတ်ဘူးအောင်မြင်နေဆိုရင်အောင်တော့အောင်မြင်နေတယ်အရန်ချမ်းသာနေဒါပေမဲ့မပျော်ရွှင်ဘူးအဲ့ life ကလကားပဲစိတ်ပညာရှင်အောင်မြင်ရမယ်ပျော်ရွှင်ရမယ်ကိုယ့်ဘဝလေးကို certify ပေါ့ကျင့်တဲ့တက်နေရမယ်ပေါ့နော်အဲ့တော့စိတ်ပညာကိုလေ့လာရင်တော့အဲ့ life certification လို့ခေါ်တဲ့ဘဝကိုကျင့်တဲ့တဲ့စိတ်တွေရနိုင်တာပေါ့နော်အဲ့တော့အောင်မြင်မှုအားဒါကြိုးစားရမယ်ကိုယ့်ရဲ့ IQ နဲ့ပညာရေးပျော်ရွှင်မှုကြတော့ social ကောင်းမှဖြစ်တာဖြစ်ပါတယ်လူမှုဆက်ဆံရေးကောင်းရင်လူချစ်လူခင်တွေများလာတယ်ကိုယ် support လုပ်တဲ့လူတွေများလာတဲ့ကမှလူအားပျော်ရွှင်လာတယ်ပေါ့နော်အားကြောင့်လို့ဆရာတို့ဒီဒါစိတ်ပညာကိုနေရာတိုင်းမှာသုံးချတဲ့အခါမှာကလေးလေးတွေလည်းပျော်ရွှင်မှုကိုအဓိကထားပါတယ်ကလေးရဲ့ပညာရေးမှာကလေးပျော်ရွှင်နေတဲ့ကလေးကဉာဏ်ရွှင်လာရင်စာသင်ဘဝအဆင့်တင်ဖြစ်တယ်ပေါ့နော်အဲ့လိုပဲလူကြီးတွေဘဝမှာလည်းအဲ့လိုပဲလူမှုဆက်ဆံရေးကောင်းတဲ့သူဟာပို့ပြီးတော့အောင်မြင်တဲ့ကို life ကိုကျင့်တတ်တယ်ပေါ့အားကြောင့်လို့ဆိုတော့ဒါကလေးတွေဆိုရင်ဆရာမတွေအတွက် educational psychology လို့ခေါ်တဲ့ပညာရေးစိတ်ပညာရေးသင်ပေးရပါတယ်သူတို့တော့တွေးတာပေါ့နော် child psychology ရဲ့ educational psychology ဒီနှစ်ခုပေါင်းမှသာလျှင်ဆရာမကောင်းတယောက်ဖြစ်တယ်အဲ့လိုပဲဆိုအောင်ကျန်တဲ့လူငယ်တွေကြတော့ social psychology လို့ခေါ်တဲ့လူမှုဆက်ဆံရေးစိတ်ပညာတွေသင်ပေးရပါတယ်အဲ့တော့ social ကောင်းတဲ့သူတွေကကြတော့ဘဝမှာအောင်မြင်ပျော်ရွှင်ရတယ်လို့ပြောထားတယ်ပေါ့နော်ကိုဘဝရဲ့ပျော်ရွှင်မှုတွေအားလုံးဟာ social relationship ကအရန်ကြီးကြီးပါတယ်အဲကြောင့်မလို့ဆိုတော့ social psychology ကလည်းဒါသင်နေပေါ့နော်အဲ့တော့အများကြီးပါပဲစိတ်ပညာရေးမှာလည်းသုံးချတယ်စီးပွားရေးလည်းသုံးချတယ်ကျန်းမာရေးမှာလည်းသုံးချတယ်နောက်နိုင်ငံရေးမှာလည်းသုံးချတယ်ပေါ့နော် psychology ကစောစောဆရာမပြောသလိုပါပဲလူသားရဲ့ပြုမှုနဲ့နေထိုင်ပြောဆိုတွေကိုလေ့လာတဲ့အတွက်ကြောင့်မလို့လူတိုင်းပဲလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်လို့ဆရာမအနေနဲ့ပြောချင်ပါတယ်